နောက်ဆုံးသောကာလခရစ်တော်၏ဟောပြောဆွေးနွေးချက်များလူနှင့်ဖျားသခင်ကြားကဆက်ဆံရေးကိုပြုပြင်ဖို့အရေးကြီး၏ဖျားသခင်နှင့်ပုံမှန်ဆက်ဆံရေးထူထောင်ရာတွင်အရေးအကြီးဆုံးသောအရာမှာသူ၏နှုတ်ကပတ်တော်များကိုမိတို့တဘောထားရမည်ဟုသည့်ကိစ္စတစ်ခုဖြစ်သည်ဖျားသခင်မိသည့်ပုံစံဖြင့်စကားပြောသည်ဖြစ်စေမိသည့်အကြောင်းအရာနှင့်ပတ်သက်၍သို့မဟုတ်မိသည့်အတိုင်းအတာထိဖျားသခင်စကားပြောသည်ဖြစ်စေအမှန်တရားမှာသူပြောသမျှသည်လူသားအလိုအပ်ဆုံးသောအရာနားလေတင့်သည့်အရာနှင့်၎င်းတို့ပြည့်စည်ခံရသင့်သည့်အရာဖြစ်သည်ထို့အပြင်ဖျားသခင်ပြောဆိုသည့်စကားများသည်လူဤပင်ကိုစွမ်းရည်နှင့်သက်ဆိုင်သောလူသားဉာဏ်နှင့်လူသားအတွေ့ကအလန်းမီသည့်အတွင်းတွင်လုံးလုံးလျားလျားရှိ၏ယင်းတို့သည်လူသားအတွက်နားလည်နိုင်เสียနှင့်တဘောပေါက်နိုင်เสียဖြစ်လေသည်ဖျားသခင်မိသည့်အရာကိုပြောဆိုလှုပ်ဆောင်သည်ဖြစ်စေယင်းမှာလူတဦး၌တန်ရှင်တော်ဝိညာဉ်တော်အလုတ်လှုပ်ခြင်းဖြစ်စေအမျိုးမျိုးသောလူများအဖြစ်အပျက်များအမှုအရာများတို့မဟုတ်ပတ်ဝန်းကျင်များနှင့်သက်ဆိုင်သည့်ဖျားသခင်၏စီစဉ်မှုဖြစ်စေလူဤပင်ကိုစွမ်းရည်အတိုင်းအတာတို့မဟုတ်၎င်းတို့အတွေ့ဤနယ်ပယ်ကိုမကျော်လွန်ပေတို့အစာတိကျစစ်မှန်ပြီးလက်တွေ့ကြသည်လူတဦးသည်ထိုအရာကိုနားမလည်နိုင်ပါက၎င်းတို့နှင့်ပတ်သက်၍ပြဿနာရှိပေသည်၎င်းတို့အနေဖြင့်အလွန်ညံ့ဖျင်းသောအစွမ်းအစရှိသည့်တဘောဖြစ်၏မိတို့ဆိုစေဖျားသခင်၏စကားပြောပုံနှင့်တဘောထားသူ၏စကားအတွက်လှုပ်ဆောင်မှုနှင့်လူကိုသူထောက်ပံ့သည့်နှုတ်ကပတ်တော်များအားလုံးသည်ဖျားသခင်ကိုယုံကြည်သူများနားလည်ရမည့်အရာများသာဖြစ်ပြီးအားလုံးကလူသားအဖို့နားလည်နိုင်ဖွယ်ဖြစ်၏ဤဒီမှာအဘဲကြောင့်ဆိုသောဖျားသခင်သည်လူကိုစကားပြောနေပြီးသူပြောသည့်အရာမှာလူသားဘာသာစကားဖြစ်ကာသူဤစကားများကိုဖော်ပြရာတွင်မတူကွဲပြားသည့်အတွေးများနှင့်ရှုထောင့်အမြင်များမတူညီသည့်စာတက်မြောက်ကျွမ်းကျင်မှုအဆင့်များမတူကွဲပြားသည့်ပညာရေးနှင့်မိသားစုနောက်ခံရှိသောလူများအားလုံးကသဘောပေါက်နားလည်နိုင်ရန်အလို့ငါသူဒီတက်နိုင်သမျှလူသားများသုံးနိုင်ပြီးနားလည်ရန်လွယ်သောအရက်သုံးဘာသာစကားနှင့်ဝေါဟာရအစုံဖြင့်ဖော်ပြကာပံ့ပိုးပေးသောကြောင့်ဖြစ်သည်ဖျားသခင်ပြောဆိုသည့်ဤစကားများအားလုံးတွင်သင်နားလည်သင့်သည့်တစုံတရာရှိ၏သူဤစကားများတွင်နက်နဲလွန်းသောအရာသို့မဟုတ်စိတ်ကူးတက်ဖြစ်လွန်းသောအရာမိသည့်အရာမျှမရှိလူကအနက်ကိုနားမလည်နိုင်သည့်မိသည့်စကားမျှမရှိပေတစုံတဦးသည်အစွမ်းအစတစ်ခုခုပိုင်ဆိုင်ပြီးဖျားနှုတ်ကပတ်တော်များကိုလက်တွေ့လှုပ်ဆောင်ခြင်းနှင့်တွေ့ကြုံခြင်းတို့အပေါ်အာရုံစိုက်တည်၍၎င်းတို့သည်တမန်တရားအပေါ်တည်နာလည်မှုတစ်ခုစွမ်းဆောင်ရရှိနိုင်ပြီးသူ၏ရည်ရွယ်ချက်များကိုတဘောပေါက်နိုင်ပေသည်ဖျားသခင်ဖော်ပြသည့်တမန်တရားသည်တုထံမှလာတော်လဲဖော်ပြရန်သူအသုံးပြုသည့်ဘာသာစကားပုံစံများယင်းတို့၏တီချာစကားအသုံးအနှုန်းအထိအားလုံးကလူသားဆန်၏ယင်းတို့သည်လူဘာသာစကား၏အကန့်အသတ်အတိုင်းအတာကိုမစွန့်ခွာပေဖျားသခင်သည်သူ၏စကားများကိုပြောဆိုရန်မိသည့်ပုံစံကိုအသုံးပြုသည်ဖြစ်စေစကားပြောရန်မိသည့်နည်းစနစ်သို့မဟုတ်လေတံကိုသူအသုံးပြုသည်ဖြစ်စေသူ၏စကားအသုံးအနှုန်းသည်အနောက်တိုင်းမှဖြစ်စေအရှေ့တိုင်းမှဖြစ်စေရှေ့ခေတ်လူဘာသာစကားဖြင့်သူပြောဆိုသည်ဖြစ်စေခေတ်တစ်လူဘာသာစကားဖြင့်ပြောဆိုသည်ဖြစ်စေသူ၏စကားတွင်လူသားမျိုးနွယ်နားမလည်နိုင်သည့်သို့မဟုတ်လူသားမဆန်သည့်ဘာသာစကားတစ်ခုတလေရှိသလောယနေ့ထက်ထိမိသည့်အရာကိုမျှမိတူကမျှမတွေ့သေးချေယင်းမှာမမှန်ပါဖြောင့်မတ်ခြင်းနှင့်ဘုံအာနုဘော်ကဲ့သို့သောစကားနှခွန်းကိုကျွန်ုပ်ရှာတွေ့သည်ဟုဆိုတော်သူအချို့ရှိ၏ဖြောင့်မတ်ခြင်းနှင့်ဘုံအာနုဘော်တို့သည်
ဖယားအနှစ်သာရဤတွင်ပြင်လက္ခဏာနှင့်ပတ်သက်သည့်ဖော်ပြချက်နှစ်ခုသို့မဟုတ်ပြောဆိုချက်နှစ်ခုဖြစ်တော်လဲဤစကားများသည်လည်းလူသားများကြားတွင်ခေတ်စားနေသည်မဟုတ်လောဤစကားနှခွန်းအပေါ်တင်ဤတိနာလည်မှုမိမြတာသွားသည်ဖြစ်စေအ ਨੇ ဆုံးယင်းတို့ဤအခြေခံအကြဆုံးမူရင်းအဖြစ်ဆုံးသောအတိတ်ပဲဖွင့်ဆိုချက်များကိုအဘိဓမ္မာတွင်သင်ရှာတွေ့နိုင်ပြီးထိုမူရင်းအဖြစ်ဆုံးသောအတိတ်ပဲဖွင့်ဆိုချက်များနှင့်ဖယားသခင်ဤအနှစ်သာရသူဤစိတ်တဘောထားနှင့်သူဤအရာအလုံးနှင့်ဖြစ်ခြင်းတို့ကိုနှိုင်းယှဉ်ကြည့်ခြင်းအဖြစ်ထိုတို့သောပေါင်းဆက်မှုဖြင့်စကားလုံးများသည်လူသားတို့အဖို့တာ၍ခိုင်လုံလာပြီးစိတ်ကူးရင်တက်တက်မဟုတ်တော့ပေယင်းကိုအချက်အလက်များနှင့်ဆိုင်သည့်ရှေးလျားသည့်ရှင်းလင်းဖော်ပြချက်များဖယားနှုတ်ကပတ်တော်များရှိဤစကားလုံးများနှင့်ဆိုင်သည့်ရှင်းလင်းချက်မှတ်စုများရှင်းပြချက်များနှင့်ချိတ်ဆက်လောပြီးလျှင်ယင်းတို့သည်လူအလုံးအတွက်တိုး၍ခိုင်လုံသည်တာ၍ပုံရိပ်ထင်ရှားသည်တာ၍စစ်မှန်သည်လူတို့တည်တင့်သည့်ဖယားသခင်၏အနှစ်သာရအရာအလုံးဖြစ်ခြင်းတို့နှင့်တာ၍နီးတည်ထက်နီးလာပေသည်ထို့ကြောင့်ဖယားသခင်၏စိတ်တဘောထားကဲ့သို့သောအရာများနှင့်ပတ်သက်သည့်ဝေါဟာရနှင့်ဖော်ပြချက်တို့သည်တင်တို့အဖို့စိတ်ကူးတက်တက်ဖြစ်ပုံမရနက်နဲတိပုံမရပေတို့ဆိုလျင်ငါကိုပြောလော့လူဤပုံမှန်လက်တွေ့လှုပ်ဆောင်မှု၎င်းတို့ရှောက်လန်းသည့်လမ်းကြောင်းနှင့်တမန်တရားစည်းမျဉ်းများပါဝင်သောဤတမန်တရားများတွင်စိတ်ကူးတက်တက်ဖြစ်သည့်အရာတစ်ခုတလေရှိသလောတဖန်စိတ်ကူးတက်တက်ဖြစ်သည့်အရာတစ်ခုမျှမရှိပေငါသည်စတင်၍ငါဤနှုတ်ကပတ်တော်များကိုဖော်ပြပြီးတရားဒေသနာများဟောကြားကြတဲ့ကတမန်တရားကိုတင်တို့တာ၍ကောင်းစွာနားလည်နိုင်ရန်အလို့ငါတမန်တရားနှင့်ပတ်သက်၍တရားဟောရန်နှင့်မိတ္တဟာယပြုကာထိုတမန်တရားစည်းမျဉ်းများကိုဆွေးနွေးရန်လူသားဘာသာစကားလူသားများကနားလည်နိုင်သည့်ထိတွေ့ဆက်ဆံနိုင်ပြီးသဘောပေါက်နားလည်နိုင်သည့်ဘာသာစကားကိုအသုံးပြုရန်အဆုံးစွန်အားထုတ်မှုငါပြုလုပ်ပြီးဖြစ်သည်ဤဒီမှာတာ၍လူသားဆန်သည့်လုံနီးကိုင်းနီးတစ်ခုမဟုတ်လောတင်တို့အတွက်ဤအရာဤအကျိုးကျေးဇူးမှာအပေနီတာ၍များသည့်တမန်တရားကိုတင်တို့အားတာ၍ကောင်းစွာနားလည်စေသည်ဤတို့စကားပြောရာတွင်ငါဤရည်ရွယ်ချက်မှာအပေနီတင်တို့အားတာ၍ကြွယ်ဝဆန်းဆုံသောတာ၍ထွေပြားသောဘာသာစကားကိုကြားသိစေရန်ထောက်ကူပြီးနောက်တမန်တရားကိုတည်နာလည်ရန်လူတို့အတွက်တာ၍လွယ်ကူစေဖို့ထွေပြားသောဘာသာစကားကိုအသုံးပြုနိုင်စေရန်နှင့်ထိုအရာမှာညီးငွေ့ဖွယ်ဖြစ်သည်ဟု၎င်းတို့မခံစားရစေရန်အလို့ငါဖြစ်သည်တမန်ကျမ်းစာတမဟောင်းနှင့်တမတိကျမ်းတို့၏ဘာသာစကားမျိုးစုံသည်တလိတုံးစကားပြောဖြစ်ယုံညတာဖြစ်ဒီမှာလူတို့သည်တစ်ချက်ကြည့်ကာအချို့သောစကားလုံးများကတမန်ကျမ်းစာနှင့်အညီဖြစ်ကြောင်းတမန်ကျမ်းစာမှလာကြောင်းပြောနိုင်ကြပေသည်ဤစကားလုံးများတွင်အမတ်အသားတို့မဟုတ်ပုံဆောင်ချက်တစုံတရာရှိ၏ငါလှုပ်ဆောင်သည့်အရာမှာဤဘာသာစကားသည်ကျမ်းစာဆိုင်ရာတလိတုံးစကားထက်ကျော်လွန်သည်ဟုမြင်နိုင်ကြရန်အလို့ငါယနေ့ခေတ်ဘာသာစကားဤပုံစံများနှင့်သုံးနှုန်းပုံတို့တွင်အမွမ်းတင်သည့်အင်္ဂါရက်များမရှိစေရန်ကြိုးပမ်းခြင်းဖြစ်သည်ဘုရားစကားဤပါဝင်သည့်အကြောင်းအရာနှင့်လေတံတို့မှနေ၍ယင်းဤရင်းမြစ်နှင့်ကျမ်းစာတွင်ဘုရားသခင်ပြောဆိုသည့်စကားများသည်တခုတည်းဖြစ်ပုံရသည်ကိုလူတို့မြင်နိုင်တော်လဲယင်းဒီကျမ်းစာကိုကြော်လွန်ကြောင်းတမဟောင်းကျမ်းနှင့်တမတိကျမ်းတို့ကိုကြော်လွန်ကာထောင်စုနှစ်များတလျှောက်ဝိညာဉ်ရေးရာပြေဝသည့်လူများအားလုံးအသုံးပြုသောဝိညာဉ်ရေးရာဝေါဟာရထက်ပင်တာ၍မြင့်မားသွားကြောင်းကိုယင်းဤအသုံးအနှုန်းတွင်၎င်းတို့မြင်နိုင်ပေသည်ထို့ကြောင့်ယခုဘုရားသခင်ပြောဆိုသည့်အရာများထဲတွင်မြည်သည့်ဝေါဟာရများရှိသည်။ယင်းတို့ထဲမှအချို့မှာ
လူတို့မကြာခဏအသုံးပြုသည့်အပြုတဘောဆောင်သောလက်တင်ခံဖွယ်ဘာသာစကားဖြစ်တော်လဲသူဤအခြားသောစကားလုံးအချို့နှင့်ဘာသာစကားတို့သည်လူဤဖောက်ပြန်ပျက်စီးသောစိတ်တဘောထားကိုဖော်ထုတ်ကာဖော်ပြရန်တာ၍တင့်တော်ပေသည်စာပေတေးဂီတအကဘာသာပြန်ခြင်းစသည်တို့နှင့်ဆက်ဆက်သည့်အချို့သောအထူးပြုထားသည့်အရာများလည်းရှိ၏ဤဒီမှာ၎င်းတို့၏တာဝန်တို့မဟုတ်၎င်းတို့၏အသက်ပညာဆိုင်ရာကျွမ်းကျင်မှုနယ်ပယ်မိတိအရာဖြစ်ပါစေငါပြောဆိုသည့်တမန်တရားများသည်တကယ့်ဘဝနှင့်၎င်းတို့ထမ်းဆောင်သည့်တာဝန်တို့နှင့်အသွင်ကျကျဆက်နွယ်ကြောင်းပြီးလျှင်ယင်းဤတွင်ပြင်လက္ခဏာတစ်ခုတလေရှိတမန်တရားနှင့်လူတို့၏တကယ့်ဘဝများသို့မဟုတ်၎င်းတို့ထမ်းဆောင်သည့်တာဝန်များကြားတွင်မဆက်ဆက်သည့်အရာတစ်ခုမျှမရှိကြောင်းတို့ကိုမိတုကိုမဆိုခံစားခွင့်ပေးရန်ရည်ရွယ်ပေသည်သို့ဆိုရင်ဤတမန်တရားများသည်တင်တို့အဖို့ကြီးမားသည့်အထောက်အကူဖြစ်တယ်လောတို့သောအရာများအကြောင်းကိုငါအရေးမဆိုင်တကယ်တော့ဘာသာပြန်ခြင်းရုပ်ရှင်အနုပညာစာရေးသားခြင်းဂီတတို့နှင့်တက်ဆိုင်သည့်အကြောင်းအရာများနှင့်ပတ်သက်သောအရာတစ်ခုခုကိုတိကျပြတ်သားစွာရှောင်ရှားပြီးတို့သောစကားလုံးများကိုမိတိအခါတွင်မျှမတုံးတကယ်တော့တမင်တကာရှောင်ရှားပါကငါဤအလုပ်ကိုငါကောင်းစွာလှုပ်ဆောင်နိုင်မည်လောတို့ဖြစ်ပါကထိုအလုပ်ဤတစိတ်တစ်ပိုင်းကိုလှုပ်ဆောင်နိုင်ကောင်းလှုပ်ဆောင်နိုင်အောင်မည်ဖြစ်တော်လဲတင်တို့နှင့်ဆက်တွယ်ပြောဆိုရန်မှာအပတ်တကုတ်ကြိုးစားအားထုတ်ရပေမည်ထို့ကြောင့်ထိုတို့သောဘာသာစကားကိုလေ့လာကာကျွမ်းကျင်ပိုင်နိုင်ရန်ဒုက္ခများကိုငါခံယူ၏တစ်ချက်မှာဤအရာကတင်ဤအသက်ပညာဆိုင်ရာအလုပ်ဤသဘောတရားနှင့်စီးမြင်များနှင့်ပတ်သက်၍တင့်ကိုကူညီနိုင်သည်နောက်တစ်ချက်မှာဤနယ်ပယ်များတွင်တင်ဤတာဝန်ကိုတင်ထမ်းဆောင်သည့်အခါယင်းကတင်ဤတာဝန်များပါဝင်သည့်အသက်ပညာဆိုင်ရာအလုပ်သည်တမန်တရားနှင့်အဆက်ပြတ်ခြင်းမရှိသည်ကိုတင့်အားခံစားရစေသည်တင်ဤအထူးပြုမှုမိတိအရာဖြစ်စေတင်အားတန်သည့်အရာမိတိအရာဖြစ်စေတင်လေ့လာသည့်အသက်ပညာမိတိအရာဖြစ်စေဤစကားများကိုတင်ဖတ်ရှုကာနားလည်နိုင်ပြီးယင်းတို့ကတင်ဤတာဝန်ကိုလှုပ်ဆောင်နေစဉ်တွင်တမန်တရားထဲသို့ဝင်ရောက်ခြင်းနှင့်ဆိုင်သောရည်မှန်းချက်ကိုရရှိရန်တင့်အားထောက်ကူပေးသည်ဤဒီမှာကောင်းသည့်အရာတစ်ခုမဟုတ်လောကောင်းသည့်အရာတစ်ခုဖြစ်၏သို့ဆိုရင်တို့သောကောင်းမွန်သည့်ရလဒ်ကိုမြည်တို့ရရှိနိုင်သည်။ဤဒီမှာဘုရားသခင်သည်သူ၏လူတဘာဝ၌အချို့သောအရာများကိုပိုင်ဆိုင်ရန်လိုအပ်ပေသည်။သို့ဆိုရင်ထိုအရာများမှာမိသည့်အရာများဖြစ်သည်။ငါအနေဖြင့်ထိုသောအရာကိုကြိုးစားရန်နှင့်ထိုအရာများကိုကျွမ်းကျင်ပိုင်နိုင်အောင်လေ့လာရန်မလိုအပ်တော့လဲလူစားတိခံဖရာသခင်ဤပုံမှန်လူတဘာဝသည်အမျိုးမျိုးသောအထူးပြုချက်များအကြောင်းကိုအနည်းငယ်နားလည်ရပေမည်ဤဒီမှာငါဒီတမန်တရားနှင့်ပတ်သက်၍မိတ္တဟာယပြုပြီးဖရာသခင်အဖို့တတ်တည်ခန္တီနှင့်အမျှနယ်ပယ်အားလုံးမှအတိပညာကိုအသုံးပြုနိုင်ရန်အလို့ငါသာဖြစ်သည်ဤအရာကမိတိနယ်ပယ်မှလူတို့ကိုမဆိုဖရာအိမ်တော်ဤတတ်တည်ခံချက်များအပြင်ယင်းဤအမျိုးမျိုးသောရုပ်ရှင်ရိုက်ကူးထားသည့်လက်ရာများကိုနားလည်ကာအတိအမှတ်ပြုခွင့်ပေး၏ယင်းမှာဧဝံဂေလိတရားဖြန့်ဝေခြင်းအလုပ်အတွက်အင်မတန်အကျိုးပြုလေသည်တမန်တရားအကြောင်းမိတ္တဟာယပြုရန်ဖရာအိမ်တော်ဤဘာသာစကားကိုသာငါသုံးပြီးလူမှုအဖွဲ့အစည်းဤအမျိုးမျိုးသောအထူးပြုနယ်ပယ်များဤဘာသာစကားနှင့်အသိပညာတစ်ခုမျှအသုံးမပြုပါကရလဒ်များကအလွန်ညံ့ဖျင်းပေမည်ထို့ကြောင့်ဤအလုပ်ကိုကောင်းစွာလှုပ်ဆောင်ရန်မိတိအရာကိုငါစွမ်းဆောင်ရရှိရမည်နီ
အသက်ပညာဆိုင်ရာအသိပညာဘွဲ့ဒီဂရီအချို့ရှိရမည်ယင်းမှာတခါတရံသေးတချင်းများငါနားထောင်ရသည့်အကြောင်းရင်းသတင်းများကြည့်ရှုသည့်အကြောင်းရင်းမဂဇင်းများဖတ်ကာအခါအားလျော်စွာသတင်းစာများဖတ်ရသည့်အကြောင်းရင်းဖြစ်သည်ယံဖန်ယံခါဆိုတလို့ဘာသာတရားမရှိသူများ၏အရေးကိစ္စအချို့ကိုလည်းငါအလေးဂရုပြု၏ဘာသာတရားမရှိသူများ၏အရေးကိစ္စများတွင်မတူကွဲပြားသောအရာများစွာပါဝင်ပြီး၎င်းတို့၏ဘာသာစကားအချို့သည်ဖျားအိမ်တော်တွင်မရှိချေတို့ရတွင်ထိုဘာသာစကားကိုတရားသေတနာများ၏ဘာသာစကားအဖြစ်အသုံးပြုပါကယံဖန်ယံခါတွင်ယင်းသည်အလွန်ထိရောက်ကတင့်ကိုကူညီလိမ့်မည်ဖြစ်ပြီးဖျားသခင်ကိုယုံကြည်မှုလမ်းကြောင်းကကျယ်ပြန့်သည်ညီငွေဖွယ်တို့မဟုတ်စိတ်မဝင်စားဖွယ်ရာမဟုတ်ဟုတင့်ကိုခံစားစေလိမ့်မည်ဤဒီမှာတင့်အဖို့ကြီးမားသည့်အကူအညီဖြစ်လိမ့်မည်ဖြစ်ပြီးယင်းမှအသုံးဝင်သည့်အရာအချို့ကိုတင်ယူသင့်၏တင်တို့အများစုသည်မိမိတို့၏တင်ယူမှုတွင်အောင်မြင်လိမ့်မည်မဟုတ်တော့လဲလုံလောက်သည့်အစွမ်းအစရှိသူတို့သည်အသုံးဝင်သည့်အရာအချို့ကိုတင်ယူနိုင်လိမ့်မည်ယင်းက၎င်းတို့၏တာဝန်များကို၎င်းတို့ထမ်းဆောင်မှုအားအကျိုးပြုလိမ့်မည်ဖြစ်သည်ငါမည်သည့်အရာများလှုပ်ဆောင်ရန်မရှိသည့်အခါတည်င်းကြည့်ရှုခြင်းနှင့်တေးဂီတနားထောင်ခြင်းအဖြစ်အမှုအရာအနှင်းငယ်ကိုတမန်ကရှံကာတင်ယူသည်ယင်းမှာအထူးအားထုတ်မှုမလိုအပ်ပေငါဤအားလက်သည့်အချိန်ကိုအမှုအရာများတင်ယူခြင်းကြည့်ရှုခြင်းနားထောင်ခြင်းဖြစ်တာကုံဆုံးပြီးမရည်ရွယ်ဘဲနှင့်ထိုအရာများထဲမှအနှင်းငယ်ကိုငါကျွမ်းကျင်ပိုင်နိုင်လေသည်ဤအရာများအပေါ်ငါဤကျွမ်းကျင်ပိုင်နိုင်မှုသည်အလုတ်အပေါ်တက်ရောက်မှုတစ်ခုရှိလိမ့်မည်လောတစက်မြမတက်ရောက်ပေအမှန်တွင်ထိုတို့ငါလှုပ်ဆောင်ရန်လိုအပ်၏ယင်းဒီဖျားအိမ်တော်ဤအလုတ်နှင့်ဧဝံဂေလိဖြန့်ဝေခြင်းတို့အတွက်အကျိုးပြုလေသည်ဤကိစ္စများကိုတင်တို့ထံငါမိတ္တဟာယပြုရာတွင်ငါဤဆိုလိုရင်းမှအဘယ်နည်းယင်းမှာဖျားတခင်ပြောဆိုသည့်ဤစကားများသည်တင်တို့အဖို့နားလည်ရန်လွယ်တင့်ကြောင်းယင်းတို့အားလုံးသည်သဘောပေါက်နားလည်နိုင်เสียဖြစ်ပြီးလက်တွေ့လှုပ်ဆောင်ရန်လွယ်ကူတင့်ကြောင်းဖြစ်ပေသည်အ ਨੇ ဆုံးအနေဖြင့်ထိုအရာများသည်လူတဘာဝကပိုင်ဆိုင်တင့်သည့်တစုံတရာဖြစ်ပေသည်ဤအရာများကလူတဘာဝပိုင်ဆိုင်တင့်သည့်အရာများဖြစ်သည်ဟုငါပြောသည့်အခါဖျားတခင်ကသူ၏အမှုတော်ကိုလှုပ်ဆောင်ကာသူ၏နှုတ်ကပတ်တော်များကိုဖော်ပြသည့်အခါယင်းတို့ကိုသူ၏လူတဘာဝမှတဆင့်စီမံနှစ်ပြီးသားဖြစ်သည်ဟုငါဆိုလိုပေသည်စီမံဒီဆိုဒီမှာမိတိအရာကိုဆိုလိုသည်။ဥပမာအားဖြင့်ယင်းမှာတလင်းနယ်ခံရပြီးကြုံမုံဖြစ်အောင်အမုံကျိတ်ပြီးနောက်ပေါင်မုံကိတ်မုံများနှင့်ခောက်ဆွဲများအဖြစ်ဖန်တီးခံရသည့်ဂျုံစပါးကဲ့သို့ဖြစ်သည်။စီမံခံရပြီးနောက်တွင်ဤအရာများကိုတင်တို့ထံပေးထားခြင်းဖြစ်ကာနောက်ဆုံးတွင်တင်တို့တုံးဆောင်သည့်အရာမှာအပိတက်ထုတ်ကုန်တစ်ခုပြင်ဆင်ထားသည့်အစားအစာတစ်ခုဖြစ်သည်ဤတွင်တင်တို့ဤကန္တာတီအပယ်နီယနေ့ဖျားသခင်ပြောဆိုသည့်စကားများကိုအလုံးစုံမြင်နိုင်သမျှမြန်စားတော့ရန်ဖြစ်သည်ယင်တို့ကိုတာ၍စားတော့လော့တာ၍လက်ခံကာတွေ့ကြုံလော့နည်းနည်းချင်းအစာချေကာစုပ်ယူလော့ယင်တို့ကိုတင်တို့ဤအသက်တင်တို့ဤဝိညာဉ်ရင့်ကျက်မှုအဖြစ်တို့ပြောင်းလဲပြီးဖျားနှုတ်ကပတ်တော်များတင်ဤနေ့စဉ်အသက်တာနှင့်တင်ထမ်းဆောင်သည့်တာဝန်တို့ကိုစိုးမိုးခွင့်ပေးလော့ဖျားတခင်ပြောဆိုသည့်စကားများအားလုံးသည်လူသားမျိုးနွယ်ဤဘာသာစကားဖြင့်ဖြစ်ကာအယံတင်နားလေရတော်လဲယင်းတို့အတွင်းရှိတမန်တရားကိုမိတိနီးနှင့်မြနားလေရန်ဒုမဟုတ်ဝင်ရောက်ရန်မလွယ်ကူပေဘာသာစကားသည်နားလေရန်လွယ်ကူတော်လဲတ
တမန်တရားထဲသို့ဝင်ရောက်ခြင်းသည်အဆင့်များစွာရှိသည့်လုပ်ငန်းစဉ်တစ်ခုဖြစ်သည်ဖျားတခင်သည်နှုတ်ကပတ်တော်များစွာပြောဆိုပြီးလူကိုမျက်မှောက်ခိတိတိုင်ဆောင်ကျင်းပြီးဖြစ်ကာသူပြောဆိုသည့်စကားတိုင်းသည်တင်တို့၌နည်းနည်းချင်းပြည့်စုံနေတကဲ့သို့သူဖော်ပြသည့်တမန်တရားအပြင်တမန်တရားထဲသို့လူတို့ဝင်ရောက်ကကယ်တင်ခြင်းလမ်းကြောင်းပေါ်စတင်ဒီနှင့်အမျှ၎င်းတို့ကိုလမ်းပြသည့်လှုပ်ထုံလှုပ်နီးမှလည်းတင်တို့၌အတော်လေးရှင်းလင်းစွာနှင့်တိတာစွာအမှန်တကယ်ဖြစ်လာပြီးနည်းနည်းချင်းပြည့်စုံနေပေသည်သူတို့သောရလတ်များသည်တင့်ထန်တွင်နည်းနည်းချင်းပေါ်လွင်လာသည်ဤအရာတွင်စိတ်ကူးတက်တက်ဖြစ်သည့်အရာမြည်သည့်အရာမျှမရှိပေယခုအခါတွင်ဖျားနှုတ်ကပတ်တော်များကိုသူဤလူတပါဝမှတဆင့်မိတို့စီမံထားသည်ဆိုဒီကိုအလေးကယုမပြုဘဲနေကြပါစို့ထိုလုပ်ငန်းစဉ်ကိုစစ်ဆေးရန်မလိုအပ်ပေထိုအရာ၌လူဤလေးလာမှုကမထိုးထွင်းနိုင်သည့်နက်နဲမှုတစ်ခုရှိ၏တမန်တရားတင်လက်ခံရဖို့ကိုသာအရေးစိုက်လော့ဤဒီမှာအမျိုးအမြင်အရှိဆုံးရွေးချယ်မှုနှင့်အမှန်ကန်ဆုံးသဘောထားဖြစ်၏အမှုအရာများကိုအမြဲစစ်ဆေးလိုစိတ်ရှိခြင်းတွင်အကျိုးရှိသည့်အရာလုံးဝမရှိပေအချိန်နှင့်အားထုတ်မှုဖြုံးတီးခြင်းဖြစ်၏တမန်တရားမှာသိပ္ပံပညာအားဖြင့်ရှာဖွေတွေ့ရှိရန်မပြောနှင့်လေ့လာမှုမှသဖြင့်ရရှိသည့်အရာတစ်ခုမဟုတ်ပေဖျားတခင်ကတိုက်ရိုက်ဖော်ပြခြင်းဖြစ်ပြီးအတွေ့အကြုံမှသဖြင့်သာနားလဲကာသိရှိနိုင်ပေသည်အကျဉ်သူသည်ဖျားတခင်၏အမှုတော်ကိုတွေ့ကြုံခြင်းအားဖြင့်သာတမန်တရားကိုရရှိနိုင်သည်အကျဉ်သူသည်အမှုအရာများကိုလေ့လာရန်စိတ်ပိုင်းဆိုင်ရာလုပ်ငန်းစဉ်တစ်ခုကိုသာအသုံးပြုတော်လဲလက်တွေ့မလှုပ်ဆောင်တကယ်တော့အတွေ့အကြုံမရှိပါကတမန်တရားကိုမရရှိနိုင်ပေအမှုအရာများကိုမစစ်ဆေးခြင်းမှတပါမိသည့်အရာသည်ဖျားနှုတ်ကပတ်တော်များအပေါ်အပြုသဘောဆောင်သောသဘောထားတစ်ခုဖြစ်နိုင်မည်နီလက်ခံခြင်းပူပေါင်းဆောင်ရွက်ခြင်းနှင့်အပေးအယူမလုပ်သည့်ကျူးနွံနာခံမှုတို့ဖြစ်သည်အမှန်ပင်တူးတလေသည်လေ့လာမှုအတွက်အရေးအချင်းအပြည့်မီဆုံးဖြစ်မည်ဆိုပါကယင်းမှာငါပင်ဖြစ်၏တို့တိုင်ငါတီထိုတို့မလောက်ဆောင်ပေဤစကားများသည်မြည်သည့်နေရာမှလာသည်နီငါကိုအဘယ်သူပြောသည်နီယင်းတို့ကိုငါမြည်တို့တိရသည်နီယင်းတို့ကိုမြည်သည့်အချိန်တွင်ငါတိလာခဲ့သည်နီအခြားသူများကယင်းတို့ကိုတိတလောထိုစကားများကိုငါပြောသည့်အချိန်တွင်ယင်းတို့ကရလတ်များရလိမ့်မည်လောထိုစကားများမှမြည်သည့်အရာဖြစ်လာလိမ့်မည်နီငါဒီများစွာသောလူတို့ကိုဥဆောင်သည်လူချင်းသည့်ရလတ်များကိုနောက်ဆုံးတွင်ငါစွမ်းဆောင်ရရှိခြင်းမရှိပါကကဲတင်ခြင်းလမ်းကြောင်းစီတို့၎င်းတို့ကိုငါဥဆောင်ခြင်းမရှိပါကမိသည့်အရာကိုငါလုပ်မည်နည်းဟုလုံးဝငါမပြောပေငါကိုပြောလော့ဤအရာများသည်စစ်ဆေးတင့်သည့်အရာများဖြစ်တယ်လောဤအရာများကိုငါလုံးဝမစစ်ဆေးပေငါပြောဆိုရန်စန္ဒရှိသည့်အရာတိုင်းတင်တို့ကိုငါပြောလိုသည့်မိသည့်အရာမဆိုငါတိုက်ရိုက်ပြောဆို၏ယင်းကိုလေ့လာခြင်းနှင့်ဆိုင်သည့်စိတ်လုပ်ငန်းစဉ်ကိုငါဖြတ်တန်းရန်မလိုအပ်ပေငါစင်ချင်စဉ်းစားရန်လိုအပ်သမျှမှာထိုအရာကိုတနည်းနည်းဖြင့်ငါပြောဆိုပါကတင်တို့နားလည်နိုင်ခြင်းရှိမရှိတာ၍ခိုင်လုံစွာငါပြောဆိုရန်လိုအပ်ခြင်းရှိမရှိတာ၍တိကျသည့်တည်င်းအချက်အလက်နှင့်တာ၍တိကျသည့်လက်တွေ့လှုပ်ဆောင်ခြင်းလမ်းကြောင်းတစ်ခုတင်တို့ရရှိမိအရာများဖြစ်သောဥပမာများနှင့်စက်ကြောင်းများကိုငါတာ၍ထောက်ပံ့ပေးရန်လိုအပ်ခြင်းရှိမရှိငါပြောသည့်အရာကိုတင်တို့နားလည်ပြီးခြင်းရှိမရှိငါဤအတုံးအနှုံငါစကားဤပုံစံနှင့်လေတံဒို့မဟုတ်ငါဤတဒါဒို့မဟုတ်
စကရက်အလဲအပြောင်းများရှိတစုံတရာဒီတင်တို့အားနားလည်မှုလွဲစေခြင်းသို့မဟုတ်အကြံအိုက်စေခြင်းရှိမရှိစိတ်ကူးတက်တက်နက်နဲသောအရာသို့မဟုတ်အနစ်မဲ့သောအရာအဖြစ်တင်တို့ခံစားမိသည့်တစုံတရာငါဤစကားတွင်ရှိမရှိဆိုဒီတို့ဖြစ်သည်ဤအရာများကိုသာငါစောင့်ကြည့်လေ့လာကစင်ချင်စဉ်းစားရန်လိုအပ်သည်ကျန်သည့်အရာများကိုငါမစစ်ဆေးပေအမှုအရာများကိုမစစ်ဆေးခြင်းကငါအတွက်ပုံမှန်ဖြစ်တော်လဲတင်တို့အတွက်ပုံမှန်ဖြစ်တယ်လောတင်တို့အတွက်အမှုအရာများကိုစစ်ဆေးခြင်းတည်အတော်လေးပုံမှန်ဖြစ်၏မစစ်ဆေးခြင်းကမူမမှန်ခြင်းဖြစ်ပေမည်ဤဒီမှာဖောက်ပြန်ပျက်စီးသောလူတဘာဝ၏ဗီဇလှုပ်ဆောင်မှုနှင့်တဘာဝတို့မှလာခြင်းဖြစ်၏တင်တို့အားလုံးသည်အမှုအရာများကိုစစ်ဆေးကြမည်မှာသိချသည်တို့တိုင်ဤပြဿနာကိုဖြေရှင်းနိုင်သည့်အရာတစ်ခုရှိ၏လူဒီဖျားသခင်နှင့်တဖြည်းဖြည်းဆက်ဆံလာသည်နှင့်အမျှလူနှင့်ဖျားသခင်ကြားကဆက်ဆံရေးသည်တိုး၍ပုံမှန်ဖြစ်ပြီးလူဒီမိမိတို့၏ယာထူးအဆင့်အတန်းကိုတင့်တင့်လျောက်ပတ်စွာပြုပြင်ကာမိမိတို့၏စိတ်နှလုံးတွင်ဖျားသခင်အားတင့်တော်သည့်နေရာပေး၏တာ၍ကောင်းမွန်စွာတိုးတက်သည်နှင့်အမျှယခင်ထက်တာ၍ကောင်းသောဥတီချက်ဖြင့်လူဤတည်မြင်မှုအတိပညာသေချာမှုနှင့်ဖျားသခင်လှုပ်ဆောင်သည့်အရာကိုလက်ခံခြင်းတို့သည်အတိုင်းအတာအားဖြင့်နက်ဒီထက်နက်လိမ့်မည်ဖြစ်ပြီးထို့တို့ဖြစ်သည်နှင့်အမျှလူဤသေချာမှုတည်မြင်မှုအတိပညာနှင့်လူစားသည့်ခံယူခြင်းအားအတိအမှတ်ပြုခြင်းတို့သည်လည်းတိုး၍နှက်ဆိုင်တွားလိမ့်မည်ဤအရာများနက်ဒီထက်နက်လာသည်နှင့်အမျှတင်တို့သည်ယခင်ထက်တာ၍နေပါသည့်နီးလန်းများဖြင့်ဖျားသခင်ကိုလေ့လာကာတန်တရားထားမှုလျော့နေသွားလိမ့်မည်လူဒီအပေကြောင့်ဖျားသခင်ကိုလေ့လာသည်နီအပေကြောင့်ဆိုတော့၎င်းတို့အတွင်းတွင်ဖျားသခင်နှင့်ပတ်သက်၍အယူအဆများနှင့်စိတ်ကူးများအလွန်များသောကြောင့်မရေရာသောအကြောင်းရင်းများအလွန်များသောကြောင့်တန်တရားများအလွန်များသောကြောင့်၎င်းတို့နားမလည်သည့်အရာများအလွန်များသောကြောင့်နားလည်၍မရနိုင်ဟု၎င်းတို့တွေ့ရှိသည့်အရာများအလွန်များသောကြောင့်နက်နဲမှုများအလွန်များသောကြောင့်စသည်တို့ဖြစ်သည်ထို့ကြောင့်၎င်းတို့သည်ထိုအရာများကိုလေ့လာမှုမှတဆင့်အပြေရှာရန်စန္ဒရှိကြသည်ပြင်ပဖြစ်ရက်ကိုအသုံးပြုသည့်တင်ဤအထူးပြုအသိပညာသို့မဟုတ်စိတ်အကဲဖြတ်ခြင်းကိုအသုံးပြုထားသည့်တင်ဆောင်ရွက်သည့်မြည်သည့်လေ့လာမှုမဆိုသည်တိနားလည်မှုစီတို့ဆက်ရောက်စေလိမ့်မည်မဟုတ်တင်တီအားထုတ်မှုများစွာဖြုံးတီးမိမည်ဖြစ်ကာဖျားသခင်နှင့်တမန်တရားကမြည်သည့်အရာဖြစ်သည်ဆိုသည်ကိုတင်နားလည်လိမ့်အောင်မည်မဟုတ်တို့ရတွင်တမန်တရားကိုလိုက်စားတော်သူတို့အတွက်ရလက်များတွေ့ရှိရန်ဖျားသခင်နှင့်ဆိုင်သည့်စစ်မှန်သောတည်ကြွမှုရရှိပြီးကြောက်ရွံ့ကာကျူးနွန်နာခံသည့်စိတ်နှလုံးဖြစ်ပေါ်ရန်နှင့်အနှင်းငယ်မြတာကြသည်လူအချို့သည်ဖျားနှုတ်ကပတ်တော်များကလက်တွေ့ကြပြီးအဖြစ်မှန်ဖြစ်သည်ကိုမယုံကြည်ကြပေထို့ကြောင့်ဖျားသခင်ဖျားနှုတ်ကပတ်တော်များနှင့်လူစားသည့်ခံယူခြင်းကိုပင်လေ့လာရန်၎င်းတို့အမြဲစန္ဒရှိကြ၏အသက်နှင့်ဝိညာဉ်ကိစ္စရက်များကိုလေ့လာမှုဖြင့်ဖော်ထုတ်မရပေဤတမန်တရားများကိုတင်တွေ့ကြုံပြီးတမန်တရားလိုက်စားခြင်းနှင့်တင်ဤတာဝန်ကိုထမ်းဆောင်ခြင်းတို့အပေါ်တင်ဤစိတ်ရှိသည်များအဖို့အခရှိသည်များနှင့်အလေးထားသည်များတို့ကိုထားရှိသည့်နေ့တစ်နေ့ရောက်လာသည့်အခါကဲတင်ခြင်းလမ်းကြောင်းပေါ်တင်စတင်ပြီးဖြစ်လိမ့်မည်ဖြစ်ကာလူစားတိခံဖျားသခင်ကိုလေ့လာတော့မည်မဟုတ်ပေဆိုလိုဒီမှာသူဒီလူသားတို့မဟုတ်ဖျားဟုတ်မဟုတ်ဆိုသည့်ကိစ္စကိုထိုအခါအဖြေပေးထားပြီးဖြစ်လိမ့်မည်သူဤလူတဘာဝကမြည်မြပုံမှန်ဖြစ်သည်ဖြစ်စေသူဒီတာမန်လူတို့နှင့်မြည်မြစင်တူသည်ဖြစ်စေယင်းမှာအရေးကြီးတော့မည်မဟုတ်အရေးအကြီးဆုံးသောအရာမှာတင်ဒီနောက်ဆုံးတွင်
သူဤဖျားအနှစ်သာရကိုရှာဖွေတွေ့ရှိပြီးဖြစ်လိမ့်မည်ဖြစ်ကာသူဖော်ပြသည့်တမန်တရားများကိုနောက်ဆုံးတွင်အတိအမှတ်ပြုလိမ့်မည်ထိုအချိန်တွင်ဤလူသည်ဖျားသခင်လူစားတိခံယူသည့်ဇာတိပဂတိဖြစ်သည့်ဆိုသည့်အချက်ကိုတင်ဤစိတ်နှလုံးအတွင်းနှက်တွင်တင်လက်ခံပြီးဖြစ်လိမ့်မည်အဖြစ်မှန်အနေငယ်လုပ်ငန်းစဉ်အနေငယ်အတွေ့အကြုံအနေငယ်ကြောင့်ခလုတ်တိုက်လဲခြင်းနှင့်ကြာရှုံခြင်းမှတင်ယူပြီးသည့်တင်ခန်းစာအနေငယ်ကြောင့်တင်ဤစိတ်ထဲတွင်တမန်တရားအနေငယ်ကိုတင်နားလည်နိုင်လိမ့်မည်ဖြစ်ပြီးတင်မာခဲ့ကြောင်းဝန်ခံနိုင်လိမ့်မည်ဤလူကိုတင်တန်တရားထားတော့မည်မဟုတ်ဒို့မဟုတ်လေ့လာတော့မည်မဟုတ်ပဲသူဒီလက်တွေ့ကြသည့်ဖယားသခင်ဖြစ်ကြောင်းဤဒီမှာငင်းမရနိုင်သည့်အချက်တစ်ခုဖြစ်ကြောင်းခံစားရလိမ့်မည်ထိုအခါသူဒီကျင်းတေပေါက်လူစားတိခံဖယားသခင်ဖြစ်ကြောင်းတင်အလိုအလျောက်လက်ခံပြီးဖြစ်လိမ့်မည်သူဤလူတဘာဝကမိမြပုံမှန်ဖြစ်ပါစေသူဒီတာမန်လူတဦးကဲ့သို့စကားပြောကာပြုမှုပြီးအနေငယ်မြထူးခြားခြင်းတို့မဟုတ်ခန္ဓာကြီးကျယ်ခြင်းမရှိတော့လဲသူကိုတင်တန်တရားရှိလိမ့်မည်မဟုတ်တကယ်တော့သူ့အတွက်အထင်သေးခြင်းရှိလိမ့်မည်မဟုတ်ပေအတိတ်ကာလတွင်လူစားတိခံဖျားသခင်ကတင်ဤအယူအဆများနှင့်ကိုက်ညီသည်ဟုတင်ခံစားခဲ့ရမည်မဟုတ်တကယ်တော့သူကိုတင်လေ့လာပြီးဖြစ်ကာအထင်သေး၍လောင်ပြောင်နေခဲ့ပြီးဖြစ်မည်စိတ်နှလုံးတွင်အာခံမိပြီးဖြစ်မည်တို့ရာတွင်ယနေ့၌အမှုအရာများမတူတော့ပေယနေ့တွင်သူ၏နှုတ်ကပတ်တော်များကိုအလွန်အသေးစိတ်ကြတင်အရသာခံကာနားထောင်ဒီနှင့်အမျှမတူညီသည့်ရှုထောင့်အမြင်တစ်ခုမှသူဖော်ပြသမျှအားလုံးကိုတင်လက်ခံသည်ပြီးလျင်ယင်းသည်မြည်သည့်ရှုထောင့်အမြင်ဖြစ်သည်ကျွန်ုပ်သည်အဖန်ဆင်းခံတဦးဖြစ်သည်ခရစ်တော်သည်အယက်မရှိကောင်းမရှိနိုင်သူ၏အတန်သည်မကျဲကောင်းမကျဲနိုင်တကယ်တော့သူခြားသည့်အရာတစ်ခုတလေနှင့်မတူကောင်းမတူနိုင်တော့လဲသူ၏ပင်ကိုလက္ခဏာသည်ကျွန်ုပ်နှင့်မတူပါသူသည်ဖောက်ပြန်ပျက်စီးသောလူသားမျိုးနွယ်ဝင်တယောက်မဟုတ်ပါသူသည်ကျွန်ုပ်တို့ထဲမှတယောက်မဟုတ်ပါကျွန်ုပ်တို့သည်သူနှင့်အဆင့်အတန်းမတူတန်းတူမဟုတ်ပါဟု၍ဖြစ်သည်တင်ဤယခင်ရှုထောင့်အမြင်မှဤနေရာတွင်ကွဲပြားမှုတစ်ခုရှိ၏ထိုကွဲပြားမှုသည်မိတို့ဖြစ်လာသည်။တင်ဤစိတ်ထဲတွင်တင်ဤကနဦးလက်မခံခြင်းနှင့်အတင်းလှုပ်တော်လေ့လာမှုမှသည်သူဤစကားများကိုအသက်အဖြစ်တင်ဤလက်တွေ့လှုပ်ဆောင်မှုလမ်းကြောင်းအဖြစ်လက်ခံခြင်းစီတို့သူထံ၌တမန်တရားရှိကြောင်းသူဒီတမန်တရားလမ်းခရီးနှင့်အသက်ဖြစ်ကြောင်းသူဒီဘုရားသခင်ဤအရေးနှင့်သူစိတ်တဘောထားထုတ်ဖော်ချက်တစ်ခုရှိပုံပေါ်ကြောင်းနှင့်ဘုရားသခင်ဤတာဝန်ပေးစေခိုင်းချက်နှင့်အမှုတို့သည်သူဤပုဂ္ဂိုလ်တွင်ရှိကြောင်းခံစားခြင်းစီတို့အကူအပြောင်းတစ်ခုတင်ပြုလုပ်ပေသည်ယင်းမှာသူ့ကိုတင်လုံးဝအတိအမှတ်ပြုကာလက်ခံပြီးဖြစ်လိမ့်မည်အချိန်ဖြစ်သည်သူ့အပေါ်တင်ရှိသည့်မြည်သည့်တုံ့ပြန်ချက်မဆိုသူ့အပေါ်တင်ထားရှိသည့်မြည်သည့်သဘောထားမဆိုသည်အဖန်ဆင်းခံတူရှိတဲ့သည့်အလိုအလျောက်ဖြစ်ကာမှန်ကန်သည့်တုံ့ပြန်ချက်ဖြစ်လာသည့်အခါယင်းဒီဤလူစားသည့်ဖြစ်လူသားကိုဖျားအဖြစ်သဘောထားလာနိုင်ကာတင်ဤမိခင်နှင့်ဖခင်ထံအပေကြောင့်တင်မွေးဖွားလာသည်သို့မဟုတ်၎င်းတို့နှင့်တင်အပေကြောင့်သူဒီဆိုဒီကိုတင်လေ့လာမည်မဟုတ်ကဲ့တို့ပင်သူကိုလေ့လာရန်တင်အစီခိုင်းခံရလင်ပင်နောက်ထပ်လေ့လာတော့မည်မဟုတ်သည့်အချိန်ဖြစ်သည်တင်ဒီဤအဆင့်ထိရောက်လာပြီးသည့်အခါထို့သောအရာများကိုလေ့လာခြင်းအားတင်အလိုအလျောက်ရက်တန့်၏ယင်တို့သည်တင်ဤနေ့စဉ်ဘဝနေပဲနှင့်ဆက်နွယ်သည့်အကြောင်းအရာများမဟုတ်တကယ်တော့အငင်းပွားဖွယ်ရာများလည်းမဟုတ်တော့ချေဤအရာများအပေါ်တင်ဤသဘောထားသည်ယင်းဤကနဦးပုံစံသွင်းခံရသည့်အတိုင်းတုံ့ပြန်လှုပ်ဆောင်ချက်မှသည်
လေးလာမှုကိုအလိုအလျောက်ညင်းပယ်မှုစီတို့ရောက်သွားပြီးဖြစ်ကာဤအကြောင်းကြောင့်တင်ဤဗီဇပြောင်းလဲမှုဖြင့်လူစားတိခံဖရာတခင်သည်မိတိလူကမြအစားထိုးမရပဲအဆင့်အတန်းနှင့်အတိုင်းအတာတွင်ရခင်ထက်သာ၍မြင့်မားလိမ့်မည်ဖြစ်ကာဖရာတခင်ဤအဆင့်အတန်းနှင့်အတူတင်ဤစိတ်နှလုံးတွင်ရှိသည့်ဖရာတခင်ကိုတော်တိုင်ဖြစ်လာလိမ့်မည်ဖရာတခင်နှင့်တင်ဤဆက်ဆံရေးသည်ထိုအခါလုံးဝပုံမှန်ဖြစ်သွားလိမ့်မည်ဤဒီမှာအဘယ်ကြောင့်နေယင်းမှာတင်သည်ဝိညာဉ်ရေးရာနယ်ပယ်ကိုမမြင်နိုင်သည့်အပြင်မိတူကမြလည်းလုံးဝကိုမမြင်နိုင်တော့ကြောင်းဝိညာဉ်ရေးရာနယ်ပယ်ဤဖရာသခင်သည်အတော်အတန်စိတ်ကူးတက်တက်ဖြစ်လေသည်သူမိတိနေရာတွင်ရှိသည်သူမိတိအရာနှင့်တူသည်လူသားအပေါ်သူဤသဘောထားကမိတိအရာဖြစ်သည်လူနှင့်စကားပြောသည့်အခါမိတိအမှုအရာသူဖြစ်ပေါ်သည်ဟူသည်တို့ကိုလူတို့ကဤအရာတစ်ခုမျှမတိကြချေယနေ့တွင်တင့်ရှိတွင်ရက်နေတူသည်ဖရာသခင်ဟုခေါ်ဝေါ်သည့်ပုံတတန်နှင့်အသွင်တတန်ရှိသောလူတဦးဖြစ်သည်အစပထမတွင်တင်ဤအသက်အခမ်းလှုပ်ခြင်းတန်တရာယူဆချက်များအထင်လွဲမှုများနှင့်အထင်သေးမှုဖြစ်ပင်သူကိုတင်နာမလဲပေတနောက်တွင်တင်သည်သူဤနှုတ်ကပတ်တော်များကိုသိကြုံကာယင်းတို့ကိုအတက်နှင့်တမန်တရားအဖြစ်တင်ဤလက်တွေ့လှုပ်ဆောင်မှုစီမင်းများနှင့်တင်လျှောက်လန်သည့်လမ်းကြောင်းဤရည်မှန်းချက်နှင့်ဥတီချက်တို့အဖြစ်ဆက်လက်၍လက်ခံပြီးထိုနေရာမှနေ၍သူသည်တင်မမြင်နိုင်သည့်တင်စိတ်နှလုံးထဲရှိဖရာသခင်ဤကိုထင်ပြသည့်ပုံတံတစ်ခုဖြစ်သည့်အလားဤရိုးရိုးလူတဦးကိုတင်လက်ခံလေသည်ဤအရာကိုတင်ခံစားလာရသည့်အချိန်တွင်ဖရာသခင်နှင့်တင်ဤဆက်ဆံရေးသည်အနစ်မဲ့သည့်အရာတစ်ခုဖြစ်လိမ့်မည်လောဖြစ်လိမ့်မည်မဟုတ်တင်ဒီဖရာသခင်ကိုမတဲကွဲသည့်မြင်၍မရသောပုံတံတစ်ခုအဖြစ်တဘောထားပြီးသူကဇာတိခန္ဓာတစ်ခုမိတူကမြနှခါမကြည့်မိလူများထဲမှလူတဦးဖြစ်လာပြီးသည့်အဆင့်ထိသူကိုတင်စစ်မှန်စေသည့်အခါတင်ဒီတူနှင့်အတူအဖန်ဆင်းခံတူနှင့်ဖန်ဆင်းရှင်တို့ဤဆက်ဆံရေးကိုထိမ့်သိမ်းနိုင်ဆဲဖြစ်လျင်ဖရာသခင်နှင့်တင်ဤဆက်ဆံရေးသည်ဖြစ်နိုင်သလောက်ပုံမှန်ဖြစ်သွားလိမ့်မည်ထိုအခါသူကိုတင်မီသည့်အရာလှုပ်ဆောင်သည်ဖြစ်စေအခြေခံအားဖြင့်အဖန်ဆင်းခံတူကအလိုအလျောက်ရှိတဲ့သည့်တုံ့ပြန်ချက်တစ်ခုဖြစ်လိမ့်မည်တန်တရားဝင်ရန်တင့်ကိုစေခိုင်းလင်ပင်သူကိုတင်တန်တရားမဝင်နိုင်တကဲ့သို့သူကိုမလိလာနိုင်ပေတင်ကဖရာသခင်သည်အဘယ်ကြောင့်ထိုတို့စကားပြောသည်နည်းသူဤအမှုအရာသည်အဘယ်ကြောင့်ထိုတို့ဖြစ်သည်နည်းသူသည်အဘယ်ကြောင့်ထိုကဲ့သို့ပြုံးပြီးပြုမှုသည်နည်းဟုဆိုလျက်သူကိုလေ့လာရန်ကြိုးစားမည်မဟုတ်ပေဤအရာများသည်တင့်အတွက်ထိုထက်ပို၍ပုံမှန်မဖြစ်နိုင်တော့ချေတင်ကဖရာသခင်သည်ထိုတို့ဖြစ်ပြီးထိုတို့ဖြစ်တဲ့သည်ဟုတ်သည်သူမိတိအရာကိုလှုပ်ဆောင်သည်ဖြစ်စေသူနှင့်ကျွန်ုပ်၏ဆက်ဆံရေးသည်ပုံမှန်ဖြစ်ကာပြောင်းလဲလိမ့်မည်မဟုတ်ပါဟုမိမိကိုယ်ကိုပြောလိမ့်မည်